အမျိုးသမီးတဦး၏သူတည်တနခန်းအတွင်းအစိတ်တငွေများယိုစိမ့်ထွက်လာခဲ့သည်ထိုအချိန်တွင်သူမ၏ချစ်သူကတခုတည်းသောတငွေကမျက်နှာဖုံးကိုသူမအားပေးခဲ့ပြီးနောက်ဆုံးအသက်ရှူချိန်၌သူညီလေး၏အမိမှာဂျက်ဖြစ်ကြောင်းပြောပြကာ9နှစ်တိုင်စောင့်ရှောက်ပေးရန်တောင်းဆိုခဲ့သည်အမျိုးသမီးကမျက်ရည်များဖြင့်ကတိပေးခဲ့တော်လဲကယ်ဆယ်ရေးအဖွဲ့ရောက်မလာမီမှာပင်သူမ၏ချစ်သူတည်ဆုံသွားခဲ့သည်ထို့နောက်သူမသည်ချစ်သူ၏လက်ထဲတွင်အတန်ဖန်းဆက်တစ်လုံးကိုတွေ့ရှိခဲ့သည်ထိုအတန်ဖန်းဆက်ထဲတွင်နောက်ဆုံးစကားများကိုမှတ်တမ်းတင်ထားတော်လဲ9နှစ်ပြည့်မှသာဖွင့်နိုင်မည်ဖြစ်သည်ဂတိတည်ရန်အတွက်အမျိုးသမီးသည်ဂျက်၏ကိုရေးအတွင်းရေးမှုဖြစ်လာခဲ့ပြီး9နှစ်လုံးသူ့ကိုကာကွယ်ရန်အရာရာလှုပ်ဆောင်ခဲ့သည်အလုပ်တွင်အရက်တောက်ခြင်းကိုတားမြစ်ခဲ့သလိုရန်သူများကလက်စားချေလိုသည့်အခါတိုင်းလည်းသူ့အစားဓာတ်ထုတ်ခံရန်ပင်မတွန့်ဆုတ်ခဲ့ပေသူမသည်ဂျက်၏ပြဿနာအလုံးကိုတိတ်တဆိတ်ကိုင်းတွေဖြေရှင်းခဲ့ပြီးအရေးပေါ်ခန်းမှဆင်းလာပြီးနောက်တောင်မနာဘဲအလုပ်သို့တန်းသွားခဲ့သည်လူတိုင်းကသူမသည်ဂျက်ကိုချစ်နေသည်ဟုထင်ကြတော်လဲ9နှစ်ကာလပြည့်ခါနီးတွင်သူမကရုတ်တရက်အလုပ်ထွက်စာတင်လိုက်သည့်အတန်ဖန်းဆက်ဖွင့်နိုင်ရန်3ရက်သာကျန်ရှိတော့ပြီးသူမသည်တေဆုံးခါနီးချစ်သူပြောချင်ခဲ့သောနောက်ဆုံးစကားကိုနောက်ဆုံးတွင်ကြားရတော့မည်ဖြစ်သည်သို့သောထို3ရက်အတွင်းသူမ၏အသက်သည်အကြိမ်ကြိမ်အနေနဲ့ကြုံခဲ့ရသည့်တနေ့တွင်ကုမ္ပဏီမှပြန်ထွက်လာစဉ်ဆိုင်ကယ်တစ်စီးကသူမအားတိုင်းပြီးလို့မလို့ဖြစ်ခဲ့သည်ဆိုင်ကယ်စီးသူကအုတ်ထုပ်ကိုချုပ်လိုက်သောအခါဂျက်၏ပထမဆုံးချစ်သူဖြစ်နေခဲ့သည်သူမသည်အမျိုးသမီးကဂျက်ပေးမှမခွာသည်ကိုမကျေနပ်ခဲ့ပေထိုအချိန်ဂျက်ရောက်လာသောအခါပထမချစ်သူကမျက်ရည်ကျကတိုင်ကြားခဲ့ပြီးအမျိုးသမီး၏လစာတလစာကိုဖျက်တောက်ရန်တောင်းဆိုခဲ့သည်အမျိုးသမီးမှာအမှားတစုံတရာမရှိခဲ့တော့လဲဂျက်ကပထမချစ်သူကိုနှစ်သိမ့်ရန်ချက်ချင်းသဘောတူလိုက်သည်အမျိုးသမီးကတော့စကားတခုမှမပြောခဲ့ပေချစ်သူတည်ဆုံသွားကြတဲ့ကသူမသည်တကိုယ်တည်းကျွန်းတကျွန်းကဲ့သို့ခံစားနေရပြီးထို9နှစ်ကတိတာမရှိခဲ့လျင်အသက်ရှင်ရန်မျှော်လင့်ချက်ကိုအချိန်ကြာမြင့်စွာကြတဲ့ကဆွန့်လွတ်ခဲ့ပြီးဖြစ်လိမ့်မည်ဂျက်၏ပထမချစ်သူကမိမြပင်ပြစ်မှတ်ထားပါစေသူမဘယ်တော့မှပြန်မတုံ့ပြန်ခဲ့ပေသို့သောယခုတစ်ချိန်တွင်ပထမချစ်သူကဂျက်၏တစ္ဆာကိုစမ်းသပ်ရန်စိန်ခေါ်မှု3ခုကိုတီထွင်ခဲ့သည်ပထမစိန်ခေါ်မှုမှာအန္တရာယ်များသောဆိုင်ကယ်ပြိုင်ပွဲတွင်ပါဝင်ရန်ဖြစ်သည်